1က crazy love ဖြစ်ပါတယ်ယူသွချင်းဖြစ်ပါတယ် language has changed ကျွန်တော်ရဲ့ language culture ကပြောင်းလဲလာတာပဲဖြစ်ပါတယ် crazy love ဆိုတာက positive energy ဖြစ်လာပါတယ်ဒီမှာ energy မှာတော့တကယ့်ကိုကြီးမားသော energy dynamic တွေဖြစ်လာတာပဲဖြစ်ပါတယ်ဒီကနေ့ CAA အနေနဲ့ဒီမှာရှိသောအမှုပညာရှင်များအားလုံးအကုန်လုံးအနေနဲ့ crazy love မရှိရင်သင်တို့လုံးဝအောင်မြင်မှာမဟုတ်ဘူးဆိုတာကိုပြောချင်တာဖြစ်ပါတယ်လုံးဝကိုယူသွတ်နေဖို့လိုအပ်တာဖြစ်ပါတယ်ကျွန်တော်အနေနဲ့လူကြီးတွေကိုလည်းကျွန်တော်ပြောချင်တဲ့အရာကပါလဲဆိုတော့ယူသွတ်တဲ့သူတွေကိုရှာဖွေတဲ့လူမျိုးဖြစ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကယူသွတ်တဲ့လူတွေကိုကျွန်တော်တို့ကဘဲဖေတဲ့ society ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကဘယ်တော့မှကြီးမားသောလူမျိုးဖြစ်မှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့လူမျိုးထဲမှာဘယ်သူတွေယူသွတ်နေတယ်ဆိုတာကိုရှာရအောင်ပါအဲ့လိုပြောတဲ့အခါမှာဟိုအယူရှာတော့ပြောတာမဟုတ်ဘူးတော့တစုံတစ်ခုသောအရာမှာယူသွတ်နေတဲ့သူတွေကိုတန်ဖိုးထားတတ်တဲ့သူတွေယူသွတ်နေတဲ့အရာကိုမြေတောင်မြောက်ပေးတတ်တဲ့သူတွေယူသွတ်နေတဲ့အရာကိုလက်ခုပ်တီးပေးတတ်တဲ့လူတွေများများရှာဖွေတဲ့လူမျိုးကျွန်တော်တို့ဖြစ်ဖို့လိုအပ်တာဖြစ်ပါတယ်ကျွန်တော်ဆိုရင်အခုလည်းအများအားလောက်တာအဲ့တခုပဲကျွန်တော်အမြဲတမ်းကြည့်နေတာဘယ်သူကဘယ်အရာမှာယူသွတ်နေတယ်လဲဆိုတာကိုကျွန်တော်ကိုယ်တိုင်လည်းရှာဖွေတယ်ကြည့်တာဖြစ်ပါတယ်တကယ်ကျွန်တော်စဉ်းစားကြည့်လိုက်ယူသွတ်နေတဲ့သူတွေမရှိတဲ့လူမျိုးဆိုတာကအထီးအကျန်ဆုံးလူမျိုးဖြစ်ပါတယ်ကျွန်တော်တို့မှာဒီလို artist တွေမရှိရင်ကျွန်တော်တို့တခြင်းတွေမဖြစ်လာနိုင်ဘူးအဲ့တခြင်းတွေမရှိရင်ကျွန်တော်တို့ကိုခံစားမှုမပေးနိုင်ဘူးရတာမပေးနိုင်ဘူးဒါပေမဲ့ဒီလိုတခြင်းကောင်းတွေထွက်လာဖို့အတွက်ဆိုတာကယူသွတ်တော်သူတွေရဲ့ထုတ်လုပ်ပေးတဲ့ကျွန်တော်တို့အတွက်အကောင်းဆုံးသောလက်ဆောင်မှုတွေပဲဖြစ်ပါတယ်ကျွန်တော်တို့တစ်ခါတလေကြတော့တယောက်နဲ့တယောက်က all ideology ရှိရင်ကျွန်တော်တို့မတူနိုင်ပါဘူးကျွန်တော်အရင်တော့ဗာပြောလဲဆိုတော့ကျွန်တော်ကတခြင်းမဆူတဲ့ခါကျတော့ကျွန်တော်ညီမလေးကိုပြောထားတာညီမမင်းယောက်ျားယူရင်တော့ဂီတာပါလာမဲ့လူမျိုးလုံးဝမယူပါနဲ့လို့ပြောထားတယ်ဘာလို့ I'm not artist လေကျွန်တော်က artist မဟုတ်ဘူးလို့ကိုထင်မိတဲ့အတွက်ကျွန်တော်အခုတခြင်းဆက်တာဆိုရင်ကျွန်တော်ဆက်တာ73နှစ်ရှိပြီနှစ်ချောင်းပဲပြီးသေးတယ်အခုထိဆိုကျွန်တော်လုံးဝအဲ့ဒီဘိုင်းမှာကို blind များဖြစ်နေသလားပေါ့အမှန်တော့လူတိုင်းကကျွန်တော်တို့ကတနေရာမှာတော့ art ဝါသနာပါတဲ့နေရာရှိတယ်နောက်မှပြန်သိလာတာကျွန်တော်ဓာတ်ပုံရိုက်တာတော်တော်ဝါသနာပါတယ်သူတပောက်လည်းရိုက်ပေးချင်တယ်အော်ဒါလည်းကျွန်တော်ရဲ့အမှုပညာဖြစ်မှာပဲလို့ဘာလို့ဆိုတော့ကိုလည်းကျေနပ်တာဆိုတော့ကျွန်တော်ဗာပြောလဲဆိုတော့ကျွန်တော်ညီမကိုပြောထားတာဂီတာပါလာတဲ့လူမယူပါနဲ့လို့ပြောတော့ကျွန်တော်ညီမယူလိုက်တာကျွန်တော်ရဲ့ပထမဦးဆုံးရောက်ဖကကျွန်တော်အိမ်မှာလာလဲတဲ့ခါမှာဗာပြောလဲဆိုတော့အကိုနဲ့ညီကိုဖြစ်တယ်ဆိုတော့ကျေးဇူးပဲတဲ့ဘုရားကျေးဇူးတော်ချီးမွမ်းတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ CD album ထွက်ဖို့အတွက်တက်နေတာအခုထိမထွက်နိုင်လို့တဲ့အကိုနဲ့တွေ့ပြီဆိုတော့အကိုထုတ်ပေးလိုက်ပြီးပြီတဲ့အဲကြောင့်အော်လို့ကျွန်တော်တို့ဗဇက်ဆိုတာလဲလွယ်ဖွင့်တာမကောင်းပါလားဆိုတော့ကျွန်တော်ဗာပြောချင်တယ်ဆိုတော့ crazy ဖြစ်နေမှ crazy ဖြစ်တဲ့လူတွေကိုကျွန်တော်တို့သိရမှာသူတို့ကယတနာတွေဖြစ်တယ်သူတို့ဟာတကယ်ကိုကျွန်တော်တို့အတွက်ကြီးမားလွန်းသောသူတွေဖြစ်တယ်ဆိုတာမြင်နိုင်ဖို့အတွက်လိုအပ်တာဖြစ်ပါတယ် crazy ဖြစ်တဲ့လူတွေရှိမှကျွန်တော်တို့မှာအမှုပညာတစ်ခုပဲမဟုတ်ဘူးသိပ္ပံမှာတော်၎င်းတခြားသောကဏ္ဍနယ်ပယ်များစွာမှာအဲ့ဒီ crazy ဖြစ်တဲ့လူတွေကပဲအောင်မြင်မှုတွေကိုယူလာစမြဲပဲဖြစ်ပါတယ်ဒီမှာရှိတဲ့ကျွန်တော်တို့ဒီတစ်နှစ်ပြည့်အခမ်းအနားမှာ crazy love ဒီအဖွဲ့လည်းပဲရှိစေချင်တာဖြစ်ပါတယ် crazy love မဖြစ်ရင်အားမပေးတဲ့ခါကျရင်ခင်ဗျားတို့ပြုတ်ကျသွားလိမ့်မယ်အားပေးမှုမရတဲ့ခါကျရင်ဒုက္ခရောက်လိမ့်မယ်ဟိုတနေ့ကကျွန်တော် TikTok မှာတခြင်းဆိုတာလူတယောက်တခြင်းကျွန်တော်ဆိုတာမဟုတ်တခြင်းဆိုတော့ကျွန်တော်ကြည့်တယ်လူတယောက်တခြင်းဆိုပြီးတော့မိုက်ကိုဒီလိုလှမ်းလိုက်တယ်ပြိတ္တကဟိုကပြစ်ထက်လိုက်တာမျက်နှာကိုဒိန်ခနဲ့ပဲဒါပေမဲ့သူ့ပုံစံမပြတ်ဘူးဘာဖြစ်လို့ဆိုတော့သူ crazy love ဖြစ်နေတာသူပြိတ္တသူ့ကိုပြစ်လဲသူလက်ခံနိုင်သေးတယ်ကျွန်တော်တို့ချင်းပြည်နယ်မှာ stage show တစ်ပွဲတစ်ခုမှာအဆိုတော်တယောက်ကသူ့အင်ဂျီကိုချွတ်ပြီးတော့ပြိတ္တကိုပြစ်ပေးလိုက်တာဟိုကလူကြမယ်အောင်မေးတာပြိတ္တတွေကဖမ်းပြီးတော့မှမြေကြီးမှာချပြီးဝိုင်းနေတာနင်းပြီးတော့မှသူ့ပြန်ပစ်လိုက်တာဒါပေမဲ့သူ့တော့ကဘာမှမဖြစ်ဘူးသူအရှုံးမပေးဘူးဘာဖြစ်လို့လဲဆို crazy love ရှိနေတဲ့အတွက်လို့ဖြစ်တာဖြစ်ပါတယ်ဒါကြောင့်မလို့ crazy love ရှိဖို့အတွက်တောင်းဆိုချင်တာဖြစ်ပါတယ် crazy love ရှိရင်လေမအောင်မြင်တဲ့ပွဲတိုင်းမှာအားငယ်မှုထက်ပို့ပြီးတော့မှငါအားထုတ်ရအောင်မယ်ဆိုတဲ့အင်အားတွေအမြဲတမ်းမွေးဖွားလာမှာဖြစ်တယ်လူတကာရှက်ရင်တော့မှတင်ရှက်မှာမဟုတ်ဘူးတင်ကဆက်သွားနေဦးမှာဖြစ်တဲ့အတွက် crazy love လေးရှိဖို့အတွက်ပြောချင်တာဖြစ်ပါတယ်ကျွန်တော်တို့
ကျွန်တော်အိမ်မှာတစ်ခါကျွန်တော်တို့ movie ကြည့်တော့အရန်ထူးဆန်းတာက crazy people ပေါ့နော် crazy people မတူညီတဲ့သူတွေကြွားချတာကကျွန်တော်ရုပ်ရှင်ကြည့်တော့မင်းသားကိုကြည့်တယ်မင်းသမီးကိုကြည့်တယ်ကျွန်တော်အရှိမဆီယမ်မာဆိုတဲ့ sound engineering ကထိုင်တယ်အဲ့တော့သူတို့တနတ်တွေပြစ်တာတွေဘုံခွဲလိုက်တာတွေကိုကျွန်တော်တို့ကြည့်နေတဲ့အချိန်မှာဆီယမ်မာကဘာပြောလဲဆိုဟာကောင်းလိုက်တာကွာဟာမှန်တယ်ကွာတဲ့ကျွန်တော်ကြည့်နေသူဒီလူဘာတွေပြောနေရလဲဒီမှာရုပ်ရှင်သွားနေတာကို तू ကဘာတွေလှလိုက်တာကောင်းလိုက်တာမှတတ်နေတာကိုလှတယ်လို့ तू ကပြောနေတာအဲ့နဲ့ तू ကကျွန်တော်ဘက်ကိုလှည့်ပြီးတော့မှဘာပြောလဲဆိုတော့ဆရာတီတရားမသိလို့တဲ့အဲ့ဒီဘုံကွဲသွားတဲ့အတန်ကတိုက်အိမ်ထဲမှာမလာတဲ့ဟုတ်တယ်လို့တိုက်ထဲမှာကွဲတဲ့ဘုံတန်ကသူတို့ရဲ့တိုက်အုပ်နေရန်ထူတာနဲ့ပါတာနဲ့အကုန်လုံးတစ်သားပါဝင်မှုကိုတွက်တဲ့အခါမှာတဲ့အဲ့ဘုံအတန်တိတ်လှတာတဲ့ဟာကျွန်တော်မနိုင်တော့ဘူးကျွန်တော်ဒီမှာရုပ်ရှင်ပဲကြည့်တယ် तू ကအတန်သမားဆိုတော့အဲ့အတန်ရဲ့မှန်ကန်မှုတွေလှပမှုတွေကိုမြင်နိုင်တာဖြစ်ပါတယ်ဒီလိုလူမျိုးများများကျွန်တော်တို့ရဲ့လူမျိုးတွေမှာမွေးဖွားလာဖို့ရှိလာဖို့တန်ဖိုးထားဖို့အတွက်လိုအပ်တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့နံပါတ်1က crazy ဖြစ်နေဖို့အတွက်ဒီကနေထပ်ပြောချင်တာဖြစ်ပါတယ်ကျွန်တော်တို့မီဇိုရမ်မှာမာဖိုင်ဆိုတာရှိတယ်စာရေးစရာမာဖိုင်ဆုံးသွားပြီမာဖိုင်ကဘာပြောလဲဆိုတော့ကျွန်တော်ကအရင်အဆက်ကြီးတယ်တဲ့စကားလည်းမပြောရဲဘူးတဲ့ဒါပေမဲ့ကျွန်တော်ရဲ့စာအုပ်ရဲ့နောက်ွယ်လေးမှာဘောပင်နဲ့စာရွက်ကိုထိပြီဆိုရင်တဲ့ဘယ်သူမှလည်းကြောက်တဲ့လူမရှိတော့ဘူးတဲ့သူတို့အတွက်ကောင်းမွန်တဲ့အရာမှတည်းကျွန်တော်တော်လှန်ပြီးတော့မှရေးရတယ်တဲ့ crazy ဖြစ်နေတဲ့သူတွေရဲ့ထူးချွန်မှုကအခုမာဖိုင်ကမီဇိုရမ်မှာမြောက်များစွာသောထောက်ပြမှုတွေ revolution တွေအများကြီးသူလုပ်ပြနိုင်တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ crazy ဖြစ်တဲ့သူတွေထဲမှာရှိတဲ့ယတနာကိုရှာဖွေနိုင်တဲ့လူကျွန်တော်တို့ရှိကြရအောင်တင်တို့လည်းပဲအဲ့ဒီ crazy love ကတာတင်တို့ကိုအောင်မြင်မှုကိုပို့နိုင်မယ်ဆိုတာပြောချင်တာဖြစ်ပါတယ်ကျွန်တော်တို့ဘောလုံးကလပ်ထောင်တော့2006ခုနှစ်ကနေထောင်တာအခုဆိုရင်နှစ်ပေါင်းမနှဲတော့ဘူးတစ်နှစ်မှမရက်မနာပဲသွားတယ်လူတွေကပြောတယ်ဘာဖြစ်လို့တရားဟောစရာဘောလုံးကလပ်ထောင်တာလဲမထောင်လို့မရအောင်လေကျွန်တော်ချင်းမြန်မာ National League မှာပြည်နယ်နဲ့တိုင်းရှိတယ်အကုန်လုံးပါတယ်ကျွန်တော်တို့ချင်းမပါဘူးဆိုတာမရဘူးမရတော့ပတ်စံဘလောက်ပုံကုန်ထောင်တယ်ရအောင်လုပ်တယ်အဲ့ဒီလိုထောင်တဲ့အခါမှာလူတွေဘလောက်ပြောကိုယ့်ရဲ့ရည်မှန်းချက်ကိုယ့်ရဲ့ crazy ကိုသိတဲ့အခါမှာကျွန်တော်တို့ကဒီနေ့အထိသွားနိုင်တာပဲအောင်မြင်နေတာပဲနာမတော်ယေရှုတော်ဖြင့် hallelujah ကျွန်တော်အောင်မြင်နေတာပဲဒီနေ့အထိသွားနေတာပဲမနေ့ကလည်းကျွန်တော်ချန်ပီယံပဲဒီနေ့လည်းကျွန်တော်ချန်ပီယံဖြစ်ဖို့အတွက်စူးစမ်းနေတော့မယ်ဖြစ်ပါတယ်ကျွန်တော်ပြောချင်လဲဆိုတော့ crazy ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်မှာ crazy မဖြစ်တဲ့၍ကျွန်တော်တို့မအောင်မြင်နိုင်ဘူးဆိုတာကိုအားပေးစကားပြောချင်တာဖြစ်ပါတယ်အခုဘောလုံးကလပ်ပဲမဟုတ်ဘူးကျွန်တော်စဉ်းစားနေတာကျွန်တော်မြန်မာပြည်မှာဖူဆယ်ချင်းနာမည်နဲ့ဖူဆယ်မရှိသေးဘူးအဲ့တော့ Chinland Futsal Club ဆိုတာကိုပြန်ပြီးတော့မှ professional club ထောင်ဝင်ကောင်းမလားဆိုပြီးတော့မှအခုကျွန်တော်ပြန်စဉ်းစားနေတာဖြစ်ပါတယ်လူတွေထောက်ခံတာမထောက်ခံတာကနောက်ပိုင်းဖြစ်တယ်လောလောဆယ်ကျွန်တော်ကိုယ်တိုင် crazy ဖြစ်ဖို့လိုအပ်တာဖြစ်ပါတယ်တရက်တော့ FIFA ကနေပြီးတော့မှကျွန်တော်တို့ကိုအရေးယူတဲ့စာလှမ်းပို့တယ် FIFA ကနေ Chinland FC ကိုတဲ့သိန်းပေါင်း140အရေးယူပါတယ်ဆိုတဲ့စာလှမ်းပို့တယ်ကျွန်တော်ပျော်လိုက်တာမှမပြောနဲ့ကျွန်တော်အရင်ပျော်တာပျော်တော့လူတွေကပျော်တယ်ဟာတဲ့အရေးယူတာပျော်เสียလားတဲ့ကျွန်တော်ဗာပြောလဲဆိုတော့အခုမှ Chinland FC ကို FIFA လည်းတိထားလို့ FIFA အတိမပြုတ်တာလို့ကျွန်တော်တို့ချင်းပြည်နယ်မှာအရင်ဦးဆုံးလက်နက်ကင်ဘူးတဲ့လူတယောက်ရှိတယ် Trangnol ဆိုတာသူ့စခန်းသူမီးရှို့တာဘာလို့ရှို့တာလဲလို့မေးတော့အတိမပြုတ်လို့တယ်မီးခိုးထွက်မှရမယ်ဆိုပြီးသူ့စခန်းသူမီးရှို့တယ်တဲ့ကျွန်တော်ဗာပြောချင်လဲဆိုတော့ crazy ဖြစ်နေဖို့လိုအပ်တယ် crazy love ဖြစ်မှာပဲတင်တို့အောင်မြင်မယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်